တကြွလေကရင်အရသာရှိလေးစားရင်းဆိုတဲ့ဟင်းလျာတစ်ခွက်ကိုလက်ဝက်ချက်တစ်ခုနဲ့အတူတူကိုယ်တိုင်ကိုကြောင့်ချက်စားလို့ရတယ်ဆိုတာသိပြီးကြပြီလားဒါကိုတော့စက်သွန်အဖြူအမဲကျော်လို့ခေါ်ဝေါ်ကြပြီးတော့ထိုင်ဝမ်လူမျိုးတွေကြားထဲမှာတော့ရိုးရာဟင်းလျာတစ်ခုအဖြစ်အတော်လေးခေတ်စားနေရကိုတွေ့ရမှာပါပါဝင်ပစ္စည်းတွေကတော့တကယ်ကိုမှရိုးရှင်းပါတယ်အရင်ဆုံးအမဲသားတွေကိုအတုံးလေးတွေဖြစ်အောင်တေချာလေးပြီးပြင်ဆင်ပေးထားလိုက်ပါတစ်ဖက်မှာလည်းအနက်လေးမသိမသာမွေးနေအောင်စက်သွန်ဒီအပြင်ဖြူဖြူဖွေးဖွေးမှုတစ်လုံးကိုပါလေးချမ်းစိတ်ပေးထားဖို့လိုပါမယ်ပြီးရင်တော့အစာလဲကျအေးမိတာတွေအတွက်လည်းပျောက်စေတဲ့ဂျင်းမောက်တွေကိုတေချာလေးဖြန်းပြီးတော့နှံ့နေအောင်ရောမွေပေးရပါမယ်မွေတဲ့အခါမှာလည်း6ကက်ကဖြစ်မနေအောင်စီလေးနှစ်စွန်းကိုပါရောပြီးတော့ရောမွေပေးလိုက်ပါပြီးရင်တော့စီပူပူမှာတေချာလေးကြော်ပြီးတစ်ဖက်မှာလည်းစက်သွန်ပြူအတုံးလေးတွေကိုမီးပူပေးလိုက်ပါမယ်ဒါဆိုရင်တော့ခုနကအပူပေးုံကြော်ထားတဲ့အမဲသားတွေကိုရောပြီးတော့ကြော်ပေးလိုက်မယ်ဆိုရင်တော့အာဟာရလေးလည်းရှိကျန်းမာရေးနဲ့လည်းညင်ညွတ်နေမယ်ဟင်းလျာလေးတစ်ခွက်ရလာပါပြီရှင်ဆိုတော့အနာရောဂါကင်းဖို့စက်သွန်ပြူကိုဒီအတိုင်းမစားခြင်းမဆိုရင်အခုလိုလေးလှုပ်ရှားကြည့်ကြပါနော်